မင်္ဂလာပါအားကစားချစ်သူများအားလုံးခင်ဗျာဒီနေ့မှာတော့ Manchester United နဲ့ Crystal Palace တို့ရှင်ပြိုင်မဲ့ Premier League ပွဲစဉ်28ကိုကြိုတင်သုံးသပ်ပေးသွားမှာဖြစ်ပါတယ် Manchester United အသင်းအနေနဲ့ Premier League ဆက်ပွဲဆက်မရှုံးထားဘူး Old Trafford မှာ form ကောင်းနေတယ်မနေ့ကတော့ United အိမ်ကွင်းမှာ Palace ကနေ2နဲ့အနိုင်ရထားခဲ့ပါတယ်အဲ့ဒီရလဒ်အတွက်ပြန်လည်ဆက်ရမယ့်အကြွေးတစ်ခုတော့ရှိနေသေးပါဒီတစ်ချိန်မှာတော့နေပြဖြစ်တဲ့ Michael Carrick အနေနဲ့အဲ့ဒီအကြွေးကိုပြန်ဆက်နိုင်မယ်လို့မျှော်လင့်ရပါတယ်နောက်တစ်ချက်ကလက်ရှိအဆင့်3မှာရှိတဲ့ Aston Villa ဟာ Wolves ကိုရှုံးနေခဲ့တာကြောင့်ရမှတ်အကွာအဝေးကလည်းအရမ်းမများတော့ပါဘူး။ဒါကြောင့် Palace ကိုအနိုင်ရခဲ့မယ်ဆိုရင် United အနေနဲ့ရမှတ်တူပြီး goal difference အသာနဲ့အဆင့်3ကိုတက်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ XG data တွေကြည့်ရင်တိုက်စစ်ပိုင်းကရှဖြစ်နေတယ်လို့ခံစစ်ပိုင်းလည်း season အစောပိုင်းကထက်ပိုတည်ငြိမ်လာတာကိုတွေ့ရတယ်။ဒါကြောင့်ဒီပွဲဟာ Manchester United အတွက်မဖြစ်မနေ3မှတ်ယူရမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်။ကြိုက်နှစ်သက်တယ်ဆိုရင်ဗီဒီယိုလေးကို like နဲ့ follow နှိပ်ခဲ့ပါဦးနော်။